လမ်းဘေးခွေးပြဿနာကိုလူသားဆန်စွာနဲ့မြင်အောင်ဖြေရှင်းနိုင်ခဲ့တဲ့နိုင်ငံများအားလုံးပဲမင်္ဂလာပါခင်ဗျာ The Burmese Talk ကနေကြိုဆိုပါရစေကမ္ဘာတဝန်းကနိုင်ငံတိုင်းမှာလမ်းဘေးခွေးပြဿနာစိန်ခေါ်မှုကြီးတစ်ခုလိုဖြစ်နေပါတယ်ဒါပေမဲ့ဒီပြဿနာကိုလူသားဆန်စွာနဲ့အောင်မြင်စွာဖြေရှင်းနိုင်ခဲ့တဲ့နိုင်ငံတချို့ရှိပါတယ်ဟုတ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့လမ်းဘေးခွေးပြဿနာကိုဖြေရှင်းခဲ့ကြတဲ့နိုင်ငံတွေနဲ့သူတို့ဘယ်လိုနည်းတွေသုံးပြီးဖြေရှင်းခဲ့ကြတာလဲဆိုတာပြောပြပေးသွားမှာဖြစ်ပါတယ်နံပါတ်1နယ်သာလန်နိုင်ငံနယ်သာလန်ဟာကမ္ဘာမှာလမ်းဘေးခွေးလုံးဝကင်းစင်သွားပြီလို့တရားဝင်ကြေညာနိုင်ခဲ့တဲ့ပထမဆုံးနိုင်ငံဖြစ်ပါတယ်။ဒါဟာခွေးတွေကိုတပ်ဖြတ်ခြင်းမပြုဘဲပညာသားဆန်စွာဖြေရှင်းခဲ့ကြတာပါ။သူတို့ဘယ်လိုဖြေရှင်းခဲ့တယ်လဲဆိုတာကြည့်ကြရအောင်ပါ။ဒီလိုဖြေရှင်းနိုင်မှုအတွက်အချက်၃ချက်ကိုလှုပ်ဆောင်ခဲ့ကြပါတယ်။ဒီအချက်တွေကိုတော့အတူကောက်ဖြင့် CNVR လို့ခေါ်ပါတယ်။အတိတ်ပဲဖွင့်ဆိုလိုက်ရင်တော့ collect, neuter, vaccinate and return မြန်မာလိုဘာသာပြန်လိုက်ရင်တော့ဖန်စီတင်းကုတ်ကာကွယ်ဆေးထိုးပြန်လွတ်ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ဒီအစီအစဉ်ဟာနိုင်ငံတော်ဝန်အစိုးရရဲ့ရန်ပုံငွေနဲ့အကောင့်ထဲပေါ်ခဲ့တာပါ။မဖြစ်မနေတင်းကုတ်ခြင်းကလမ်းမေးခွေးတွေရဲ့မျိုးပွားမှုကိုရပ်တန့်စေခြင်းဖြစ်ပါတယ်။ဒါကိုပထမအဆင့်နဲ့ဆောင်ရွက်ကြပါတယ်။အိမ်မွေးခွေးတွေကိုweb site တွေကနေဝယ်ယူတာထက်ခွေးကြရာတွေကနေမွေးစားတာကိုအားပေးဖို့အတွက်အခွန်စနစ်ကိုအသုံးပြုခဲ့ပါတယ်။နယ်သာလန်နိုင်ငံမှာ Animals Police လို့ခေါ်တဲ့တိရစ္ဆာန်ရဲတပ်ဖွဲ့ကိုဖွဲ့စည်းထားပြီးတိရစ္ဆာန်တွေကိုစွန့်ပစ်တာညှဉ်းပန်းနှိပ်စက်တာကိုတင်းတင်းကြပ်ကြပ်အရေးယူဆောင်ရွက်ခဲ့ပါတယ်။တိရစ္ဆာန်တွေကိုလူမဆန်စွာစွန့်ပစ်တာဟာထောင်ဒဏ်နဲ့ဒဏ်ကြေးကြီးကြီးမားမားချမှတ်ခံရနိုင်ပါတယ်။ဒါကြောင့်အခုဆိုရင်နယ်သာလန်နိုင်ငံမှာလမ်းဘေးခွေးတစ်ကောင်တော့မတွေ့နိုင်တော့ပါဘူး။နံပါတ်2ဂျာမနီနိုင်ငံတကယ်လို့အသင်ဟာဂျာမနီနိုင်ငံမှာနေပြီးခွေးလေးတစ်ကောင်လောက်မွေးစားခြင်းနဲ့ဆိုရင်တော့တင်းကျပ်တဲ့စီးမြေးစည်းကမ်းတွေကိုအရင်ဆုံးလိုက်နာရမှာဖြစ်ပါတယ်။ဂျာမနီနိုင်ငံဟာတိရစ္ဆာန်တွေအတွက်အတင်းကျပ်ဆုံးနိုင်ငံပဲဖြစ်ပါတယ်။ဂျာမနီနိုင်ငံမှာမိုက်ခရိုချစ်မပါဘဲသင်ခွေးမွေးလို့မရပါဘူး။မိုက်ခရိုချစ်ဟာခွေးလေးတွေစီကနေလူသားတွေစီကိုကူးစက်နိုင်တဲ့ရောဂါတွေကိုထိန်းချုပ်ပေးပြီးတကယ်လို့ခွေးလေးတွေပျောက်သွားခဲ့ရင်တော့မှစိတ်ပူစရာမလိုပဲသူတို့စီမှာတက်ဆင်ထားတဲ့မိုက်ခရိုချစ်အပြင်သူတို့ရဲ့တခင်ကိုသိရှိနိုင်မှလည်းဖြစ်ပါတယ်။ဂျာမနီနိုင်ငံမှာခွေးမွေးတဲ့သူတိုင်း dog tax လို့ခေါ်တဲ့ခွေးလိုင်စင်ကအခွန်ပေးဆောင်ရပါတယ်။ပြီးရင်တော့ခွေးကြရာတွေမှာပဲဖြစ်ဖြစ်လမ်းမေးခွေးတွေမှာပဲဖြစ်ဖြစ်ခွေးတွေကိုတပ်ဖြတ်ပိုင်ခွင့်မရှိပါဘူး။ဒါတွေမကပါဘူး။ခွေးမွေးတဲ့သူတိုင်းဟာတတ်မှတ်ထားတဲ့အချိန်တစ်ခုကြာအောင်လေ့ကျင့်ရေးစင်တာတွေမှာပို့ပေးရပါတယ်။တကယ်လို့အသစ်မှာ training certificate မရှိဘူးဆိုရင်ownership ပြပိုင်ခွင့်ရှိမှာမဟုတ်ပါဘူး။ဒီလိုတင်းကျပ်တဲ့စည်းကမ်းတွေကြောင့်ဂျာမနီနိုင်ငံမှာလမ်းမေးခွေးတွေလည်းမရှိသလိုခွေးမွေးတဲ့သူတိုင်းမှာလည်းတာဝန်ယူမှုအလွန်မြင့်ပါတယ်။နံပါတ်3ဆွစ်ဇာလန်နိုင်ငံမှာလည်းလမ်းမေးခွေးတွေမရှိသလောက်ပါပဲ။သူတို့မှာတိရစ္ဆာန်တက်တာချောင်ချီရဲ့ဥပဒေဟာကမ္ဘာပေါ်မှာအတင်းကျပ်ဆုံးနေရာတစ်ခုဖြစ်ပါတယ်။ဆွစ်ဇာလန်နိုင်ငံမှာခွေးတွေကိုစွန့်ပစ်တာဟာပြစ်မှုကြီးတစ်ခုဖြစ်ပြီးထောင်ဒဏ်3နှစ်အထိချမှတ်နိုင်ပါတယ်။ခွေးမွေးခြင်းတဲ့သူတွေကတိရစ္ဆာန်တွေကိုတာဝန်ယူမှုရှိဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့သင်တန်းတွေကိုတက်ရောက်ရပါတယ်။ဒီလိုသင်တန်းတွေတက်ရောက်မှသာ dog ownership ကိုရမှာပဲဖြစ်ပါတယ်။ဒီလိုတင်းကျပ်တဲ့ဥပဒေတွေကြောင့်လမ်းဘေးခွေးတွေမရှိတာအသိထူးဆန်းတဲ့အရာတော့မဟုတ်ပါဘူး။နံပါတ်4ဆွီဒင်နိုင်ငံမှာလမ်းဘေးခွေးဆိုတာရှေးခေတ်ကစကားလိုပဲမှတ်ယူထားပါတယ်။ဆွီဒင်နိုင်ငံမှာဆိုရင်ခွေးမွေးတဲ့သူတိုင်း dog registration ပတ်ပုံတင်ခြင်းကိုပြုလုပ်ရပါတယ်။မျိုးပွားမှုကိုလည်းအကန့်အသတ်ထားပြီးတိရစ္ဆာန်စွန့်ပစ်မှုကိုလည်းတင်းကျပ်စွာကန့်ကွက်ထားပါတယ်။ဒီလိုတင်းကျပ်လို့နဲ့ဖတ်လို့အိမ်မွေးတိရစ္ဆာန်ဥပဒေတွေကြောင့်လမ်းမေးခွေးမရှိတဲ့နိုင်ငံအဖြစ်ရပ်တည်နေတာပဲဖြစ်ပါတယ်။နံပါတ်5ဂျပန်နိုင်ငံပရိသတ်တို့သိတဲ့အတိုင်းဂျပန်နိုင်ငံဟာကမ္ဘာနိုင်ငံတွေများအနက်မှာအသန့်ရှင်းဆုံးနိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်မို့ဂျပန်နိုင်ငံမှာလမ်းမေးခွေးတွေတွေ့ရဖို့ဆိုတာအင်မတန်မှရှားပါပါတယ်။အံ့ဩစရာကောင်းတာတစ်ခုကဂျပန်နိုင်ငံဟာသူတို့နိုင်ငံမှာရှိတဲ့ကလေးလူဦးရေထက်အိမ်မွေးတိရစ္ဆာန်ရဲ့အရေအတွက်ကများပြားလို့နေတာပါပဲ။ဒီလိုများပြားတဲ့အိမ်မွေးတိရစ္ဆာန်တွေကိုဘယ်လိုထိန်းချုပ်ထားသလဲဆိုတာကိုကြည့်လိုက်ကြရအောင်ပါ။ဂျပန်နိုင်ငံမှာအိမ်မွေးခွေးမွေးတဲ့သူတိုင်းဟာဂျာမနီနိုင်ငံလိုပဲမိုက်ခရိုချစ်တွေတက်ဆင်ပေးရပါတယ်။အိမ်မွေးခွေးမွေးတဲ့သူတိုင်းလိုင်စင်တွေလျှောက်ထားရပြီးတိရစ္ဆာန်ထိန်းချုပ်ရေးအဖွဲ့တွေလည်းဖွဲ့စည်းထားရပါတယ်။ဒီလိုအချက်တွေကြောင့်ပဲလမ်းမေးခွေးတွေကိုမတွေ့နိုင်တာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်အခုပြောပြပေးသွားတာကတော့လမ်းမေးခွေးပြဿနာကိုအကောင်းဆုံးနည်းနဲ့ဖြေရှင်းနိုင်ခဲ့ကြတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်ခင်ဗျာ။ပရိသတ်တို့လည်းဘယ်နိုင်ငံရဲ့လုပ်ရက်ကပိုအကောင်းဆုံးဖြစ်လဲဆိုတာကို comment မှာဆွေးနွေးပေးသွားလို့ရပါတယ်နော်။အဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။